ကဲမောင်ရင်ရောက်နေကြပလား မကြသေးပါဘူးထွေရကဲဘာတော့မလဲ ကော်ဖီပဲတောက်တော့မယ် ဟုတ်အမိုက်ကော်ဖီတစ်ခွက်လောက်ကိုဒီနေ့အရေးတကြီးချိန်တာဘာအများထုံးလို့လဲထွေ ထူးတယ်မောင်ရင်ထူးတယ်မောင်ရင်အတွက်ကိုအတွက်ပါမင်္ဂလာရှိမဲ့တည်င်းထူးပြောမတော့ ဘယ်လိုမင်္ဂလာသတင်းထွေးများလဲထွေ မောင်ရင်ကြားရင်စိတ်ချမ်းသာသွားရမယ်ယရနာရဲ့အကြောင်းယရနာမှာချစ်သူလည်းမရှိဘူးကိုဝင်ရှိတယ်ဆိုတော့လည်းမဟုတ်ဘူးတယ်ဗျာ ဟာလာပြန်ပြီလားအထွေရကိုမှပျော်လိုက်စိတ်တက်ကြလိုက်ဖြစ်နေရတာတေချာရံမှလည်းပြောသမ်းမှာအထွေရ ဒီတခါ तू အမှန်တကယ်ပြောတာတေးကြပါတယ်မောင်ရဲ့အေးအရင်ကကိုယ်စိတ်ကိုစမ်းတာတဲ့အေးကိုလည်းအရင်ကမောင်ရင်ကိုရနာမှာချစ်သူရှိတယ်လို့မရှိတယ်လို့ကိုဝင်ရှိတယ်လို့မရှိတယ်လို့ပြောခဲ့တာပဲမောင်ရင်အဲ့ဒါရနာတိတ်ခါအတွက်ပါမောင်ရဲ့ ဒါဆိုရန်တော့ဘာအတားစမှမရှိပဲလက်ထပ်လို့ရပြီပေါ့နော် ဒါပေါ့ ဟာဝမ်းသာလိုက်တာအထွေရတကယ်ကိုမင်္ဂလာသတင်းပါပဲ ရနာအတွက်စိတ်အေးသွားရပါမယ်ညတာလေးရဲ့မိခင်ကြီးရတော့ကွာအချက်မသိတော့တမက်ကိုတခိုးထင်ဆိုသလိုပဲကိုလည်းဘလို့ပြောရမှန်းကိုမသိတာမောင်ညာ ဒါလေးအမေကအချက်မသိပါနဲ့ဒါလေးရောအထွေရဲ့စုတ်ချက်ကိုသိနေပါတယ် ဟမ်ဟာဟိုဘာစုပ်ချက်ကိုသိကြလဲ ဟုတ်ကိုလေးပချီဆွဲတဲ့စုတ်ချက်နဲ့စီဝါရှာလို့ရတာသိတယ်လို့ပြောတာပါအထွေရ အဲ့လိုရှင်းအောင်လင်းအောင်လည်းပြောပါမောင်ရဲ့